မြန်မာသမိုင်းတွင်မင်းမရလိုက်သောစစ်မှတ်ရေးရာရင်ဆိုင်မှုများကျွန်တော်တို့၏ဘိုးဘွားများကာကွယ်ခဲ့သောဤမင်းမြတ်ကြီးလက်ဒေသများ၏လှပသောရှုခင်းများမိုင်းမန်ခန္ဓာဘီနောင်မင်းတရားကြီးဤအရာများသည်မြန်မာတို့၏ခုခံစိတ်ဓာတ်ကိုဖော်ပြနေသည်မြန်မာနိုင်ငံ၏မြောက်ဖက်တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ရှိပြီးသမိုင်းတလျှောက်နယ်နိမိတ်စစ်ပွဲများဖြစ်ပွားခဲ့သည်14ရာစုမြင်းမင်းဇန်18ရာစုချင်းလုံးမင်းဆက်ဤစစ်ပွဲများသည်မြန်မာသမိုင်း၏အရေးပါသောအခမ်းကဏ္ဍမှာပါဝင်ခဲ့သည်မင်းမင်းဆက်စစ်သည်များမြန်မာနိုင်ငံအတွင်းသို့ချီတက်ဝင်ရောက်ခဲ့သည်မြန်မာတပ်မတော်၏ခုခံကာကွယ်မှုချင်းလွန်မင်းဆက်ဧကရချန်လုံး၏ဦးဆောင်မှုပြင်းထန်သောတိုက်ပွဲများမြန်မာမြို့ပြများနောက်ဆုံးတွင်မြန်မာတပ်မတော်၏အောင်ပွဲမြန်မာတပ်မတော်သည်မြန်မာပြည်ကိုအသုံးချသည်ခုခံကာကွယ်ခဲ့သည်တိုးရံများကိုအသုံးချခြင်းခြုံခိုတိုက်ခိုက်မှုများခိုင်ခံသောခံတပ်များကြေးရွာသားများ၏ပူးပေါင်းပါဝင်မှုအစားအစာတည်အချက်လက်နှင့်လမ်းပြောင်းမှုများတရုတ်မြန်မာစစ်ပွဲများသည်မြန်မာသမိုင်း၏အရေးပါသောအခမ်းကဏ္ဍမှာပါဝင်ခဲ့ပြီးမြန်မာလူမျိုးတို့၏ခုခံစိတ်ဓာတ်နှင့်နယ်မြေကိုကာကွယ်လိုစိတ်ကိုဖော်ပြခဲ့သည်ယနေ့ခေတ်တရုတ်မြန်မာဆက်ဆံရေးကောင်းမွန်မှုသမိုင်းကိုမတန်းတင်ပြီးငြင်းချမ်းရေးတို့ဆက်လက်ကြိုးပမ်းကြစို့